ခုတင်ပြမဲ့သင်ခန်းစာတော့ကျွန်တော်ဒီမှာထိုင်းစကားပြောအပိုင်း9ပေါ့နော်ထိုင်းစကားပြောအပိုင်း9ခမည်းဘယ်လိုခံစားရလဲမင်းခုံးဆိုတာခေါ်ဥနော်ခုံးဆိုတာသင်မင်းခမည်းအကုန်လုံးသုံးလို့ရတာပေါ့နော်ခုံးรู้สึกยังไงခုံးรู้สึกยังไงအမှစစ်မှာကြတော့ဒါပေမဲ့စစ်မဟုတ်ဘူးเนาะစစ်ကိုဆိုတဲ့အခါစစ်ကိုတွားလေးစစ်ပြီးတော့ဆိုပြီးရင်ကတ်တတ်နဲ့ဆုံးပေးရမယ်เนาะတွားလေးစစ်ပြီးတော့စစ်ကိုတွားစစ်ပြီးတော့ဆိုမယ်ပြီးရင်ကတ်တတ်နဲ့ဆုံးရမယ်ဒီလိုတမ်းပေါ့เนาะစစ်စောကောစစ်စောကောစစ်အဲ့လိုပေါ့เนาะခွန်รู้สึกยังไงခမည်းဘယ်လိုခံစားရလဲခေါ်ဥနော်ခွန်ရောဥရူမိုက်ထိုရူစောကောစစ်ယောငောယံငောအိုင်ငိုင်คนรู้สึกยังไงခမည်းဘယ်လိုခံစားရလဲဒီမှာကျွန်တော်ပူတယ်ကျွန်တော်ပူတယ်လို့ခံစားရတယ်ကျွန်တော်ပူတယ်ဆိုလို့ရှိရင်ဖုံรู้สึกร้อนဖုံรู้สึกร้อนအမှရတန်နေရာတွေမှာเนาะဒီမှာရတန်နေရာတွေမှာစာအတိုင်းဆိုရင်တော့ရတရပေါ့เนาะဒါမဲ့ရပြီးပေါ့เนาะသူကဒီစကားပြောမှကြားလို့ရှိရင်ရအစားကိုထိုင်းလူမျိုးတွေကကျွန်တော်တို့ကလအတန်နဲ့ပဲစာလို့ပြောတယ်အဲ့တော့ဖုံรู้สึกร้อนဖုံรู้สึกร้อนကျွန်တော်ပူတယ်ကျွန်တော်ပူတယ်လို့ခံစားရတယ်ကျွန်တော်တစီကိုဘယ်မှာခေါ်လို့ရမလဲကျွန်တော်တစီကိုဘယ်မှာခေါ်လို့ရမလဲတစီကိုသူ့အဓိပ္ပာယ်ကတော့တစီကိုဘယ်မှာခေါ်လို့ရမလဲတစီကိုဘယ်မှာငှားလို့ရမလဲပေါ့နော်အဲ့လိုမျိုးအဓိပ္ပာယ်ရတယ်ผมเรียกแท็กซี่ได้ที่ไหนผมเรียกแท็กซี่ได้ที่ไหนพอมอผมรอเอียก็เรียกทอแอกอแท็กซออีซีมาเอซี่โดไอได้มาโถได้ทออีทีมาเอที่ฮอนอไอไหนผมเรียกแท็กซี่ได้ที่ไหนเอามาဒီအစားတိုင်းဆိုရင်တော့เรียกပေါ့နော်ရောအီယာကိုเรียกဒါမဲ့စာစကားပြောမှကြတော့เรียกပေါ့နော်ผมเรียกแท็กซี่ได้ที่ไหนผมเรียกแท็กซี่ได้ที่ไหนကျွန်တော်တစီကိုဘယ်မှာခေါ်လို့ရမလဲခမည်းအခန်းနံပါတ်ကပါလဲမင်းခမည်းခန်းနံပါတ်ကပါလဲမင်းခန်းနံပါတ်ကပါလဲဆိုရင်ห้องของคุณเบอร์อะไรห้องของคุณเบอร์อะไรဒါမှရတန်နေရာမှာอะไรပေါ့နော်ห้องของคุณเบอร์อะไรไม่ဖြစ်ဖြစ်อะไรไม่ဖြစ်ဖြစ်ရပါတယ်နော်ဟောအောငေါဟောင်းမိုက်ထိုဟောင်းခေါ်အောငေါခေါင်းခေါ်ဥနော်คุณဘောเบอร์โออาရောအိုင်ห้องของคุณเบอร์อะไรခမည်းအခန်းနံပါတ်ကပါလဲ